ကျွန်တော်တို့ဒီ J movement တွေမှာလောကနည်းနည်းလေးခက်တဲ့ hip hinge movement ကိုကျွန်တော်ဒီနေ့မှာလွယ်ကူလို့ရှင်းဆုံးတင်ဆက်ပေးမှာဖြစ်ပါတယ် hip hinge movement တွေကတော့ squat ဖြစ်တယ် deadlift Romanian deadlift စသဖြင့်ပေါ့အဲ့ဒါတွေကိုများသောအားဖြင့် beginner တွေသိမလုပ်နိုင်ကြဘူးအဲ့တော့ကျွန်တော်ဒီ tips တွေလေ့ကျင့်ခန်း3မျိုးပြပြပေးပါမယ် နံပါတ်1 wall tap နဲ့ကိုဖိနေပေါက်တာဘယ်လိုလုပ်မလဲဆိုတော့နိုင်ရန်နဲ့အကွာအဝေးနည်းနည်းမှရက်ပြီးတော့တင်ပါကိုအနောက်ကိုပစ်လိုက်မယ်တင်ပါကိုအနောက်ပစ်မယ်ပြန်မှတ်မယ်တင်ပါကိုအနောက်ပစ်မယ်တင်ပါကိုအနောက်ပစ်တဲ့နေရာမှာလဲရင်ဘက်ကိုဖွင့်ထားမယ်ခါးကြီးကိုဘယ်လိုမတ်လေးကုန်းကြီးမလုပ်ရဘူးမတ်လေးထားရမယ်အဲ့လိုမျိုးလေးလုံးနော်ရင်ဘက်လေးကိုဖွင့်ပြီးတော့တင်ပါနဲ့နောက်ကိုပေါက်တာပြီးတော့နောက်တစ်ခုကဘာလဲဆိုတော့အဲ့လိုအောက်ကိုထိုင်ချလိုက်တာမဟုတ်ဘူးဒူးကောင်းကြီးကိုအဲ့လိုကွေးချလိုက်တာမဟုတ်အဲ့ဒါ squat ဖြစ်သွားမှာတင်ပါလေးကိုပဲအနောက်ကိုသဘောပြောရရင်တော့တကားကိုဖင်နဲ့ပိတ်တယ်လို့ပဲနံပါတ်1 exercise အနေနဲ့ကတော့ spinal alignment တွေကိုကောင်းမွန်အောင်လုပ်တာဘယ်လိုလုပ်မလဲဆိုတော့3 point ရှိတယ်အဲ့ဒါနောက်စီရယ် upper back ရယ်မင်းညောင်ရွေးအဲ့လိုပင်အရှိကိုချိုးထားကြည့်လိုက်အဲ့လို point တွေမလွတ်ရဘူးအားလုံးကိုထိထားရမယ်ပြီးရင်အရှိကိုချိုးချခြင်းမယ်အလေးပြုသလိုလေးပေါ့နော်အလေးပြုသလိုလေးအရှိကိုချိုးချမယ်ပြန်ပြီးတော့နောက်ကိုပြန်မှတ်မယ်အရှိကိုချိုးချလိုက်ပြန်မှတ်လိုက်အားမျိုးခင်ဗျားကိုဖြည်းချင်း9ကြိမ်3ကြော4ကြောလောက်လုပ်နောက်ဆုံးတစ်ခုကတော့ spinal တွေအဆင်ပြေပြီဆိုရင်စမ်းကြည့်လို့ရတယ်ခုနကလိုပဲနှစ်ဆင့်ကိုကြောဖြတ်ပြီးမှလုပ်ဒါတော့ဒူးအရင်မကွေးဘူးဒူးကွေးပြီးတော့ထိုင်ချလိုက်ရင် squat ဖြစ်သွားမှာပြီးတော့လည်းခါးလေးကိုတစ်ဖြောင်းနဲ့ထားနိုင်အောင်ကြိုးစားဒါပါပဲအားလုံးကျေးဇူးတင်ပါတယ်